လိုချင်ရင်လည်းတောင်းဖို့တင်နေလူကြီးများကိုဖွင့်ပြောလို့စီစဉ်လိုက်ပါလားလွယ်လွယ်လေးဘာခက်နေလဲပိုစံစံဝတ်စားအချို့သိမကြပစိုးနဲ့တိုက်ပေါ်ဝတ်စံခွေကျမမိပါမြမဟန်သဘောကြရှင်စင်စားအဖေမေတွေကဆုံးဖြတ်ရင်မငင်းဘူးကွယ်လိုက်ရုံပဲအဖေမေမကြိုက်ရင်ရှောင်းနေမရှိဘာပြောချင်လဲလူဆိုတာရိတ်ခဲကြည့်တဲ့နေမထေသာဆိုပြီးကွယ်ဝေးပါရင်ဘာမဆိုပြီးရလို့မထင်လိုက်နေဝေးမပါလဲမနေမှာဘူးတဲ့နဲ့ကွယ်ဒါပေမဲ့တယောက်ပြန်ဝတ်စားတွေဝတ်လာရင်ကွယ်တကယ်ကိုမုန်းဒီတစ်ခါနောက်ဆုံးပြောရအောင်မေပစိုးနဲ့တိုက်ပုံတကယ်မဝရင်အိမ်ကိုမလာနဲ့အဖေမေကမကြိုက်တော့ကတော့စုံခွေတကယ်ကိုမုန်းဒီတစ်ခါနောက်ဆုံးပြောရအောင်မေပစိုးနဲ့တိုက်ပုံတကယ်မဝရင်အိမ်ကိုမလာနဲ့အဖေမေကမကြိုက်တော့ကတော့စုံခွေအိမ်ကိုမလာနဲ့အဖေမေကမကြိုက်တော့ကတော့စုံ